ချင်းကြော်ပြီးငရုတ်သီးစိမ်းနဲ့ချက်တာလေးစားချင်နေဆိုလို့ချက်ပေးဖြစ်ပါတယ်။သူနဲ့တွေ့စားဖို့အတွက်ခြံထဲမှာစီးတဲ့တန်းသူလိုရက်ကိုဟင်းကားပူပူလေးချက်ပြီးဟင်းနူးနယ်ကိုကြော်ပါမယ်။ရုံစုံနေနဲ့ကြကြနေမှရတဲ့ငချင်းကိုခုတ်ထိပ်စီကြောပါမယ်။လိုချင်လိုတုံးလေးလှီးပေးပြီးရင်တော့ငါးတောက်ကိုရတာနှပ်ပါမယ်။ရတာနှပ်ဖို့အတွက်စားအချုံမုံစနွေးထဲနေပြီး15မိနစ်လောက်နှပ်ထားပေးပါမယ်။ကြော်ဖို့အတွက်စီပူလာရင်တော့ငါးထည့်ပါမယ်။ကိုမကအောင်လို့ငါးမထည့်ရင်ကြော်မုံ2စုံလောက်ထည့်ပေးပါနော်။ကျမကတော့ငါးထည့်ပြီးမှထည့်မိလို့ပါ။ငါးကြော်နေချိန်အတွင်းမှာတန်းသူလိုရက်ချွေပြီးရေစင်အောင်ဆေးထားပေးပါမယ်။ငါးကြော်ရရင်တော့ဆယ်ထုတ်ပြီးစားချက်ပါမယ်။အိုးထဲကိုစီထည့်ပြီးကြိတ်ထားတဲ့ကြက်သွန်ဖြူနီငရုတ်သီးစိမ်းဆန်တွင်းထည့်ပြီးမွှေးနေအောင်စီးသက်ပေးပါမယ်။စီတက်နက်လေးမွှေးလိုက်ရင်တော့ငပိစားကြက်သားမုံခရူးစီထည့်ပါမယ်။ရသားမုံတွေကြက်အောင်လို့ပြန်ပြီးတော့စီသက်ပေးပါမယ်။ပြီးရင်တော့အချင်းအတွက်မကြီးရထည့်ပေးပြီးရေနှဲငယ်ထည့်ပါမယ်။ချက်ပေးလိုက်တာငရုတ်သီးစိမ်းလေးကြက်ရင်တော့ငါးကြော်ထည့်ပေးပါမယ်။ပြီးရင်တော့လှီးထားတဲ့ဆက်နက်နံအုပ်ပေးပါမယ်။နောက်ဆုံးမှာတော့ချစ်ချင်းဆက်ဆက်ငချင်းငရုတ်သီးစိမ်းချက်လေးရပါပြီ။သူနဲ့တွေ့စားဖို့ဟင်းကားပူပူလေးချက်ပါမယ်။အိုးထဲကိုငပိစားအချုံမုံထည့်ပြီးရတာမှုတွေကြက်ရင်တော့ခြေထားတဲ့တန်းသလိုရွက်ထည့်ပေးပါမယ်။နောက်ဆုံးမှာကြက်သွန်ဖြူဓာတ်ပဲရိုက်ထားတာလေးထည့်ပါမယ်ရှင်။ပြီးရင်တော့ဟင်းနူးနယ်ကြော်ဖို့အတွက်အိုးထဲကိုစီကြက်သွန်ဖြူဟင်းနူးနယ်ထည့်ပေးပြီးရတာအတွက်ပဲငင်းပြရီခရူးစီကြက်သားမုံထည့်ပြီးကြော်ပါမယ်။ပိုရန်ကြိုက်လို့ဟင်းနူးနယ်ကတော့နည်းနည်းလေးပဲရပါတယ်။အားလုံးချက်လို့ပြီးရင်တော့စိတ်ဆုပ်နေတဲ့ထမင်းဝိုင်းလေးရပါပြီ။နောက်ဗီဒီယိုတွေအတွက် like and follow လေးလုပ်ဝပေးပါအောင်ရှင်။